Burmese reading with simple stories. မနက်ခင်းမနက်တိုင်းကျွန်တော်စောစောထားပါတယ်ညနာတစ်ပြီးမနက်စာစားပါတယ်ပြီးရင်အလုပ်သွားဖို့ပြင်ဆင်ပါတယ်မနက်တိုင်းကျွန်တော်စောစောထားပါတယ်ညနာတစ်ပြီးမနက်စာစားပါတယ်ပြီးရင်အလုပ်သွားဖို့ပြင်ဆင်ပါတယ်ကြောင်းသွားခြင်းခလေးကမနက်တိုင်းကျောင်းသွားပါတယ်။စာအုပ်ကိုကင်ပြီးကျောင်းကိုလမ်းလျှောက်သွားပါတယ်။တငယ်ချင်းတွေကိုတွေ့ရတာပြောပါတယ်။ခလေးကမနက်တိုင်းကျောင်းသွားပါတယ်။စာအုပ်ကိုကင်ပြီးကျောင်းကိုလမ်းလျှောက်သွားပါတယ်။တငယ်ချင်းတွေကိုတွေ့ရတာပြောပါတယ်။မိသားစုညနေတိုင်းမိသားစုနဲ့အတူထမင်းစားပါတယ်။မိဘတွေစကားပြောကြပါတယ်။အားလုံးပျော်ရွှင်ပါတယ်။ညနေတိုင်းမိသားစုနဲ့အတူထမင်းစားပါတယ်မိဘတွေစကားပြောကြပါတယ်အားလုံးပျော်ရွှင်ပါတယ်ဈေးဝယ်ခြင်းဒီနေ့မေမေဈေးသွားပါတယ်ဟင်းသီးဟင်းရွက်တွေဝယ်ပါတယ်အိပ်ပြန်လာပြီးချက်ပြုတ်ပါတယ်ဒီနေ့မေမေဈေးသွားပါတယ်ဟင်းသီးဟင်းရွက်တွေဝယ်ပါတယ်အိပ်ပြန်လာပြီးချက်ပြုတ်ပါတယ်မိုးရွာတဲ့နေ့ဒီနေ့မိုးရွာပါတယ်ကျွန်တော်အိမ်မှာနေပါတယ်စာဖတ်ပြီး TV ကြည့်ပါတယ်ဒီနေ့မိုးရွာပါတယ်ကျွန်တော်အိမ်မှာနေပါတယ်စာဖတ်ပြီး TV ကြည့်ပါတယ်အလုပ်မှာကျွန်တော်အလုပ်မှာကွန်ပျူတာသုံးပါတယ်လုပ်ဖော်ကိုင်ဘတ်တွေကိုကူညီပါတယ်နေ့လယ်မှာထမင်းစားပါတယ်ကျွန်တော်အလုပ်မှာကွန်ပျူတာသုံးပါတယ်လုပ်ဖော်ကိုင်ဘတ်တွေကိုကူညီပါတယ်နေ့လယ်မှာထမင်းစားပါတယ်တငယ်ချင်းနဲ့တွေ့ခြင်းစနေနေ့မှာတငယ်ချင်းနဲ့တွေ့ပါတယ်လက်ဖက်ရည်ဆိုင်မှာထိုင်ပါတယ်စကားတွေအများကြီးပြောပါတယ်စနေနေ့မှာတငယ်ချင်းနဲ့တွေ့ပါတယ်လက်ဖက်ရည်ဆိုင်မှာထိုင်ပါတယ်စကားတွေအများကြီးပြောပါတယ်အားကစားမနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ပါတယ်ဘောလုံးကစားရတာကြိုက်ပါတယ်ကျန်းမာရေးကောင်းပါတယ်မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ပါတယ်ဘောလုံးကစားရတာကြိုက်ပါတယ်ကျန်းမာရေးကောင်းပါတယ်အိမ်အလုပ်ညမှာအိမ်အလုပ်လုပ်ပါတယ်စာရေးပြီးစာဖတ်ပါတယ်ပြီးရင်အိပ်ပါတယ်ညမှာအိမ်အလုပ်လုပ်ပါတယ်စာရေးပြီးစာဖတ်ပါတယ်ပြီးရင်အိပ်ပါတယ်ပျော်ရွှင်တဲ့နေ့ဒီနေ့ကောင်းတဲ့နေ့ပါကျွန်တော်ပြုံးပါတယ်နေ့ရက်တိုင်းပျော်ရွှင်ခြင်းပါတယ်ဒီနေ့ကောင်းတဲ့နေ့ပါကျွန်တော်ပြုံးပါတယ်နေ့ရက်တိုင်းပျော်ရွှင်ခြင်းပါတယ်